တူမရဲ့ခန္ဓာလာတဲ့အိမ်တွင်ပါတီပွဲကနေထွက်လာပြီးအပေါ်ထက်အခန်းကိုရောက်ချင်းမှာပဲကဗီတာတီရောက်မြင်လက်ရတဲ့မြင်ခွင့်ကြောင့်ခြေဖျားလက်ဖျားတွေတုံရင်သွားခဲ့ရပါတယ်တူမရဲ့ခင်ဖွန်ဖြစ်သူနေရန်ကတူမရဲ့ညီမလေးမိုဟီနီကိုဖက်ထားတာကိုတွေ့လိုက်ရလို့ပါပဲမိုဟီနီရေနင်ကတော့လေဖျားရေနင်ကသူတို့ဘာရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးဖို့ပဲတီးကငငယ်ကလေးကငါသိခဲ့တာအဖေနဲ့အမေကတောင်းဆိုလို့တာနင်ကိုခွင့်လွတ်ပြီးငါနားမှာထားခဲ့တာနင်ကဆင်းရဲပြီးမဲ့ငါညီမပဲဆိုပြီးငါတွေးခဲ့မိတာဒါပေမဲ့ဒီနေ့မှပဲနင်ကမွေးဆိုးမတကောင်ထက်မလျော့ဘူးဆိုလားငါသိလိုက်ရပြီမမထင်တယ်လို့မဟုတ်ပါဘူးကျမတို့စကားပြောနေကြတာတင်မှာအရှိမရှိတဲ့မိမနင်းဟင်ညစ်ပတ်တဲ့ပါစံနဲ့ငါကိုမလို့မခေါ်နဲ့ငါခင်ဖို့နဲ့ဖောက်ဖင်ပြီးတော့တောင်းနေမှာအရှိတရားနည်းနည်းပါးပါးကြံတည်လဲဆိုရင်တနည်းရကိုတွားပြီးတော့အဆုံးစီရင်လေတော့အဲ့ဒီချိန်မှာပဲဧည့်သည်တော်များများကအဲ့ဒီနေရာကိုစုယုံရောက်ရှိလာကြပါတယ်သူတို့ရဲ့မိဘတွေလည်းရောက်နေကြလာပါမိုဟီနီကတော့ခြေဖျားလက်ဖျားတွေတုံညင်းပြီးငိုနေခဲ့ပါတယ်အဖေနဲ့အမေကလည်းတော်တော်လေးစိတ်ဆိုးနေကြတာပါသူတို့ကကဗီတာကိုတခုခုဖျော်ဖို့လိုပေမယ့်မိုဟီနီကတိတ်တိတ်နီကိုအချက်ပြပြီးငိုယိုကထစ်သွားခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်လောက်ကဒေဗရာရှာသူ့ရဲ့ဇနီးနဲ့သမီးနှစ်ယောက်နဲ့အတူကမလာနာခါမှာနေထိုင်ခဲ့ပါတယ်အကြီးမကဗီတာကချော်မောလာပါပြီးထပ်မြက်ပေမဲ့မာနကြီးပြီးစိတ်တူလွယ်သလိုနှလုံးကားမရှိတဲ့သူတစ်ယောက်ပါအငယ်မမိုဟီနီကတော့ရိုးရိုးရင်ရင်လေးနဲ့စိတ်ထားကောင်းပြီးအရန်ကိုညံ့ကောင်းတဲ့သူလေးပါဒီနေ့မှာတော့ဒေဗရာရှိရဲ့ဇနီးမယ်တီကပြောလိုက်ပါတယ်ရှင်နောက်ထောင်ပါအောင်ဒီလီကကောင်လေးကကျမတို့ကဗီတာအတွက်အဆင်ပြေမယ်လို့ထင်တယ်ရှင်ဟုတ်တယ်မယ်တီမင်းပြောတာမှန်ပါတယ်သူ့အလောက်ကတေးသေးလေးဆိုပေမဲ့သူကရိုးသားပြီးရင်ကျေးတဲ့ကောင်လေးတယောက်ဖြစ်ပုံရပါတယ်အဲ့ဒီချိန်မှာပဲကဗီတာကအခန်းထဲဝင်လာပြီးပြောလိုက်ပါတယ်ရိုးသားမှုနဲ့စိတ်ထားကောင်းလာတွေကကောင်းပါတယ်အဖေဒါပေမဲ့အဲ့ဒီကောင်လေးရဲ့အလိုသေးသေးလေးကရတဲ့ပိုက်ဆံနဲ့တော့သမီးပြောမှာမဟုတ်ဘူးအခုခေတ်မှာလစာ3000နဲ့ဘာလို့ရမှာလဲသမီးအတွက်ဆိုရင်တော့စီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်ရဲ့တူသေးတော်သားကိုပဲရှာပေးပါသမီးဘာတွေပြောနေတာလဲငါတို့ကကောင်လေးတယောက်ဒါမှမဟုတ်မိသားစုတစ်ခုကိုပိတ်ဆန်နဲ့ဂုံထွက်ခေါ်မှုတည်ပြီးဆုံးဖြတ်မယ်ဆိုရင်သူတို့ကလည်းငါတို့စီကနေတင်တောင်းငွေအများကြီးတောင်းဆိုလာနိုင်တယ်လေအဲ့လာတွေကိုသမီးဂယုမဆိုင်ဖို့အမေတင်တောင်းငွေပေးရမယ်ဆိုရင်လည်းပေးလိုက်ဖို့သမီးကတော့အင်ကြီးအင်ကောင်းနဲ့ပိတ်ဆန်တွေအများကြီးရှိတဲ့အိမ်ကိုပဲအိမ်တောင်ပြူမှာအဲ့ဒီနေ့ညနေမှာပဲဒေဗရာရှ်နဲ့မြူဒီယိုကစိတ်မကောင်းစွာနဲ့ထိုင်ပြီးတခုခုကိုစဉ်းစားနေကြပါတယ်အဲ့ဒီချိန်မှာမိုဟီနီရောက်လာခဲ့ပါတယ်အမေနဲ့အဖေဘာလို့ဒီလောက်တောင်ဝမ်းနေပြီးထိုင်နေကြတာလဲဟင်တခုခုမားနေလို့လားဒေဗရာရှ်နဲ့မြူဒီယိုကတယောက်ကိုတယောက်ကြည့်လိုက်ကြပြီးကဗီတာရဲ့ခေါင်းမတဲ့တောင်းဆိုမှုအကြောင်းကိုမိုဟီနီကိုစိတ်မကောင်းစွာနဲ့ပြောပြလိုက်ပါတယ်သမီးမိုဟီနီစဉ်းစားကြည့်ပါဦးအဖေမှာသမီးနှစ်ယောက်ရှိတာအဖေစီမှာရှိသမျှပိတ်ဆံတွေကိုကဗီတာအဲ့ဒါချမ်းသာတဲ့ခင်ဖွန်းရှာဖို့တင်တောင်းဝေအဖြစ်သုံးလိုက်မယ်ဆိုရင်သမီးရဲ့မင်္ဂလာဆောင်ကိုဘယ်လိုစီစဉ်ပြရပါမလဲဒါကိုကြတော့မိုဟီနီကရဲပြီးပြောလိုက်ပါတယ်ဟာအဲ့ဒါကြောင့်လားအဖေကြီးလူတွေကပိတ်ဆံကိုပဲကြီးတဲ့ပတ်သက်မှုဆိုတာပတ်သက်မှုမဟုတ်ပါဘူးအဲ့ဒါကအယောင်းဝယ်တစ်ခုပါအမဖြစ်သူဒါမှမဟုတ်ဘယ်ကောင်လေးမဆိုတယောက်နဲ့တယောက်ပိတ်ဆံကိုပဲကြီးပြီးလက်ထပ်ချင်တယ်ဆိုရင်လေလို့ပါစီပေါ့ဒါပေမဲ့တလုံးပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ဆိုတာခင်တရားပေါ်မှာပဲအမှုတည်တာပါသမီးရဲ့မင်္ဂလာဆောင်အတွက်ဆိုရင်တော့ပိတ်ဆံပေါ်မှာမဟုတ်ပဲချီချီမေတ္တာနဲ့ယုံကြည်မှုပေါ်မှာတည်ဆောက်ထားတဲ့ပတ်သက်မှုမျိုးကသမီးရှာဖွေမှာပါသမီးအတွက်အဖေတို့ပိတ်ဆံတပြားမှတုံဖို့မလိုပါဘူးမိုဟီနီရဲ့အမျှော်အရင်ရှိတဲ့စကားတွေကိုကြတော့သူတို့နေအောင်လုံးကသမီးလေးကိုချစ်ခင်နဲ့ဖတ်ထားလိုက်ကြပါတယ်ကဗီတာနဲ့မိုဟီနီကကောလိပ်တစ်ခုထဲမှာတက်နေကြတာဖြစ်ပေမဲ့ကဗီတာကတော့မိုဟီနီကိုအမြဲတမ်းမနာလို့ဖြစ်နေခဲ့ပါတယ်အိမ်မှာပဲဖြစ်အပြင်မှာပဲဖြစ်လူတွေကမိုဟီနီရဲ့စိတ်နဲ့စိတ်ထားကိုအမြဲတမ်းချီးကျူးတတ်ကြပါတယ်တခါကကောလိပ်မှာစာဗီတာနဲ့သူမရဲ့တငယ်ချင်းတွေစကားပြောနေကြပါတယ်ကဗီတာ၄ချိန်မြောက်စားတင်ချိန်ပြီးရင်ငါတို့ဈေးဝယ်စင်တာသွားဖို့အစီအစဉ်ထားတယ်နင်းလိုက်မလားလိုက်မှာပေါ့ဈေးကြီးတဲ့နေရာတွေဆိုတာငါနဲ့မှတန်လားသူမရဲ့စကားကြောင့်လူတိုင်းကရဲမောလိုက်ကြပါတယ်နေ့လယ်ပိုင်းမှာတငယ်ချင်းတွေကနေနာရဲကားပေါ်တက်ခါနေမှာပဲမိုဟီနီရောက်လာခဲ့ပါတယ်မမဟာစာအုပ်ဈေးဘက်ကိုဖြတ်သွားမှလားဟင်ကျမကိုအဲ့ဒီနားမှာချပေးခဲ့ပါလားစာအုပ်တချို့ဝယ်เสียရှိလို့ပါရတာပေါ့မိုဟီနီရဲ့အဲ့ဒီလမ်းကဖြတ်သွားမှာပဲလာတက်ငါတို့လိုက်ပို့ပေးမယ်အဲ့ဒီချိန်မှာပဲကဗီတာကဒေါသကြီးနဲ့ကားပေါ်ကဆင်းလာပြီးမိုဟီနီကိုပြောလိုက်ပါလေနင်ကဘာလို့ငါနောက်ကိုပဲလိုက်နေတာလဲ
ငါတငယ်ချင်းတွေနဲ့ဘဲသွားလဲဆိုလားသိချင်လို့မလားဒါမှအိမ်ရောက်ရင်တိုင်လို့ရမှာလीမဟုတ်ပါဘူးမမလေးကျမကစိတ်တိုနဲ့ကဗီတာကသူမရဲ့တငယ်ချင်းတွေကိုပြောလိုက်ပါလေတငယ်ချင်းတို့သူတာဒီကားပေါ်ပါလာမယ်ဆိုရင်ငါမလိုက်တော့ဘူးလူတိုင်းကကဗီတာနဲ့မိုဟီနီရဲ့မွေးနာကိုကြည်နေကြပါလေအဲ့ဒီနောက်မိုဟီနီကပြောလိုက်ပါတယ်ရပါတယ်ကျမတခြားတယုံနဲ့ပဲသွားလိုက်ပါမယ်အားလုံးပဲသွားကြပါနော်ကဗီတာကသူမရဲ့တငယ်ချင်းတွေနဲ့ထပ်သွားခဲ့ပါတယ်မိုဟီနီကတော့သူမရဲ့ထဲစားချက်ကိုမထင်းနိုင်ပဲဝမ်းနဲ့ပန်းနဲ့ငိုချလိုက်ပါတော့တယ်ဒါကပထမဆုံးအချိန်မဟုတ်ပါဘူးကဗီတာကမိုဟီနီကိုမကြာခဏဆိုသလိုစော်ကားတတ်ပါတယ်သူမရဲ့ကိုယ်ပိုင်အစဉ်အရင်ကဘာလို့ဒီလောက်တောင်ငုံနေရလာလဲဆိုတာတွေးမရပါဘူးမိုဟီနီတီအောင်ဝမ်းနေပြီးရပ်နေတော့မှပဲမာယန်ခသူ့လက်စကူတာလေးနဲ့ရောက်လာပါတယ်သူကလည်းအဲ့ဒီ college မှာပဲတက်နေတာပါမိုဟီနီကိုမြင်တော့သူကပြောလိုက်ပါတယ်မိုဟီနီလေးတခုခုကိုစိတ်ထဲထားနေပုံပဲမဟုတ်ရင်အမြဲတမ်းပြုံးရွှေနေတတ်တဲ့မိန်းကလေးတစ်ယောက်ကဒီလောက်အထိဝမ်းနေနေစရာအကြောင်းမရှိဘူးလေမာယန်နင်ဒီမှာဘာလုပ်နေတာလဲတကယ်တော့ငါစာအုပ်စီကိုသွားမလို့ပါဒါပေမဲ့နင်ကိုမြင်လိုက်လို့ရက်လိုက်တာမာယန်ခလူကောက်တယောက်ထပ်ပြီးရင်းချတဲ့သူဆိုတာမူဟီနီတည်ပါတယ်သူကစင်းရဲတဲ့အတွက် college မှာတငယ်ချင်းတိတ်မရှိပါဘူးမူဟီနီကသူ့ကိုယုံကြည်လို့ရမယ်လို့ခံစားမိပါတယ်ဒါကြောင့်သူမှပြောလိုက်ပါတယ်နင်စိတ်မရှိဘူးဆိုရင်ငါလည်းနင်နဲ့အထူးစာအုပ်စီကိုလိုက်ခဲ့လို့ရမလားစာအုပ်တချို့ဝေးเสียရှိလို့ပါမာယန်ခစဉ်းစားပြီးပြောလိုက်ပါတယ်လိုက်ခဲ့လို့ရပါတယ်မူဟီနီလီဒါပေမဲ့ငါကိုပူနာတိုင်မုံဝဲကြွေရမယ်နော်ဒီကတိကိုလက်ခံတယ်ဆိုရင်ပြောဒါကိုကြတော့သူတို့နှစ်ယောက်လုံးရဲမိုးလိုက်ကြပါတယ်အဲ့ဒီနောက်မိုဟီနီကမာယန်ခနဲ့အတူထပ်သွားခဲ့ပါတယ်အချိန်လေးကုန်းဆုံးသွားပြီးဒေဘရတ်ကနောက်ဆုံးမှကဗီတာအတွက်ချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ကိုရှာတွေ့ခဲ့ပါတယ်ကြည်စံကဗီတာကောင်လေးကချောလဲချောသလိုအရန်လဲချမ်းသာတယ်သူ့နမီကနေရနဲ့သူကစီယုံတွေနဲ့စီးပွားရေးလုပ်ငန်းတွေအညာကြီးပိုင်းတာသမီးသူကိုသဘောကျရဲ့လားဟုတ်ကဲ့မီသမီးသူကိုသဘောကျပါတယ်ဟုတ်ကဲ့မီသမီးလဲခဲအိုလုံးကိုအရန်သဘောကျပါတယ်သူရဲ့စိတ်ထားကလည်းသူ့မျက်နှာလိုပဲကြည်လင်ပါစေလိုပဲဆူထုံပါတယ်ဒါဆိုရင်တော့တကယ်ကိုအံ့ဩစရာကောင်းတဲ့ပတ်သက်မှုတစ်ခုဖြစ်လာမှာပါဒီလိုစိတ်ထားတွေရိုးသားမှုတွေအကြောင်းပြောနေတာကနင်းရဲ့စင်ရဲမှုနဲ့ရိုးအားတဲ့ရုပ်ကွင်းကိုဖုံးခွယ်ဖို့လုပ်နေတာပဲမိုဟီနီပိတ်ဆန်နဲ့အလားပါရှိတဲ့သူကအရာအားလုံးကိုပိုင်ဆိုင်ပြီးသားပဲမိုဟီနီဘာမှထပ်မပြောတော့ပါဘူးကဗီတာကကောင်လေးကိုအရန်သဘောကျတဲ့အတဲ့ဒေဘရတ်ကတင်တောင်းငွေအများကြီးပေးပြီးမင်္ဂလာဆောင်ကိုစီစဉ်ပေးခဲ့ပါတယ်မင်္ဂလာဆောင်ပြီးတော့ကဗီတာကသူမအိမ်မိဘအင်းကိုပထမဆုံးအချိန်ပြန်လာခဲ့ပါတယ်ဒေဘရတ်မယ်ဒီနဲ့ကဗီတာတို့ထိုင်ပြီးစကားပြောနေတော့မှပဲမိုဟီနီကဆင်းရဲပုံရတဲ့မာယန်ခလူခေါ်အကောင်လေးနဲ့အတူအိမ်ထဲကိုဝယ်လာခဲ့ပါတယ်သမီးမိုဟီနီဒါပဲတူလေသမီးရဲ့တငယ်ချင်းလားဟုတ်ကဲ့အဖေဒါကသမီးရဲ့တငယ်ချင်းမာယန်ပါသူက college မှာတက်နေတယ်လို့စားတော့ဆိုင်မှာလည်းအလုပ်လုပ်ပါတယ်သူကဖြစ်စားတယ်လေကားပြောင်းနေပြီးအရန်တော်တဲ့သရုပ်ဆောင်တယောက်ပါသမီးသူ့ကိုလက်ထပ်ချင်ပါတယ်မိုဟီနီနင်ပါတယ်ပြောနေလဲဆိုလားကိုရောသိရလားကြည်စမ်းအဖေကသူ့ကိုစိတ်ကုံယူခဲ့တာလေအဖေရဲ့ညံကောင်းတဲ့သမီးပေါ့အခုသူ့ရဲ့ညံကိုကြည့်လိုက်အောင်သူကအဆုံးမကျတဲ့အစားတောက်ဆိုင်အလုပ်သမားလေလွင့်ထရုပ်ဆောင်တယောက်ကိုလက်ထပ်ချင်နေတာတဲ့သူ့ရဲ့အတွေ့ခေါ်ကဒီထပ်ပုံမမြင်နိုင်တော့ဘူးတော်တော့ပါတယ်မမဒီနှစ်တွေတစ်လျှောက်လုံးမမရဲ့စော်ကားမှုအားလုံးကိုကျမတိတ်တိတ်လေးထိခံခဲ့ပါတယ်ဒါပေမဲ့မာယန်ကိုစော်ကားတဲ့စကားတခွန်းမှမကြားချင်တော့ဘူးကျမအခုအရွယ်ရောက်နေပြီကိုယ့်ဘာကိုဆုံးဖြတ်ချက်ချနိုင်ပါတယ်ကျမတကယ်သဘောကျတဲ့သူကိုကျမရွေးချယ်ခဲ့တာပါသမီးအဖေကသမီးကိုအမြွတ်အငင်ရှိတယ်လို့ထင်ခဲ့တာဒါပေမဲ့သမီးကတော့အဖေကိုစိတ်ဖြစ်အောင်လုပ်လိုက်တာပဲဘာပဲဖြစ်ဖြစ်သမီးကဆုံးဖြတ်ချက်တဲ့အကောင်ကိုယ့်ဘာကိုချပြီးသားဆိုတော့အဖေတို့နဲ့ဝေးရမှာပဲတွားလို့လိုက်တော့အခုချက်ချင်းဒီအင်ကနေဆင်းသွားလို့မြယ်တီကမိုဟီနီကိုဖြောင်းဖြဖို့ကြိုးစားပြီးမြင်မိုဟီနီကတော့ဘာမှမပြောပဲသူမရဲ့ပစ္စည်းတွေကိုထုတ်ဖွေးပြီးမာယန်နဲ့သူအင်ကနေထွက်သွားခဲ့ပါတယ်ဒီဖြစ်ရပြီးတော့ရက်ပေါင်းများစွာအကုန်ဆုံးသွားခဲ့ပါတယ်မိုဟီနီကအင်ကနေထွက်သွားခဲ့ပြီးကဗီတာကတော့ဈေးကြီးတဲ့ကားတွေအင်ကြီးအင်ကောင်းတွေနဲ့လက်ဝဲရတနာတွေအများကြီးပိုင်ဆိုင်တဲ့ချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့လက်ထပ်ပြီးကနစ်လောက်အကြာမှာတော့သူမရဲ့ချမ်းသာတဲ့ခင်ဖိုးနေရန်ရဲ့အမှန်တရားကိုသူမဖြည်းဖြည်းချင်းသိလာခဲ့ရပါတယ်ဒီနေ့မှာတော့ကဗီတာကသူမရဲ့မိဘအင်ကိုရောက်လာပြီးအမေဖြစ်သူကိုအရာအားလုံးကိုငိုယိုဖြောပြနေပါတယ်သူကမိမရှုပ်တဲ့အမေရဲ့သူ့မှာအရင်ကအိမ်တောင်ဆက်ကွယ်ခဲ့ဖို့ပြီးသားတဲ့ပြီးတော့နေတိုင်းသူ့ရဲ့တရားမဝင်ပတ်သက်မှုတွေအကြောင်းလူရှင်တွေထွက်လာနေတာ
ဒါတွေကြောင့်သမီးနှလုံးရောဂါနှစ်ခါတောင်ထပ်ဖူးပြီးမကြောက်ပါနဲ့သမီးရေအမီတို့သမီးကအတော်ဆုံးဆရာဝန်ဒီနဲ့ဒီမှာမဲကူတာပေးပါမယ်သမီးလုံးဝနေကောင်းသွားမှာပါဆေးရုံမှာကဗီတာကိုစစ်ဖီနာဆရာဝန်ကဒေဘရရှ်နဲ့မယ်ဒီတို့ကိုတီးတန်းစကားပြောခဲ့ပါတယ်ဒေဘရရှ်ကြီးခင်ဗျားသမီးကနှလုံးနှစ်ခါတောင်ရဖူးပြီးနော်တတိယအချိန်သာထပ်ဖြစ်မယ်ဆိုရင်တော့အထက်အန်တရာရှိနိုင်ပါတယ်ကဗီတာကခွဲစိတ်မှုလိုအပ်ပါလိမ့်မယ်ဒါဆိုရင်ခွဲစိတ်ပေးပါဆရာဝန်ကြီးရဲ့ကျွန်တော်သမီးလေးကိုကဲတင်ပါအောင်ကြည့်ပါအောင်ဒါကလုပ်ငန်းစဉ်တစ်ခုလုံးအနေနဲ့တွားရမှာပါအရင်ဆုံးသူ့ကိုတစ်နေ့တစ်တိဆေးတွေဆက်တိုက်သွားပါမယ်အဲ့ဒါနဲ့တင်အခြေအနေကောင်းလာနိုင်ပါတယ်မဟုတ်ရင်တော့နှလုံးသွေးကြောတွေရောင်နေတာရော့သွားမှာပဲခွဲစိတ်မှုလုပ်လို့ရမှာပါလောလောဆယ်တော့ဆေးကိုပုံမှန်တိုက်ပြီးပါနောက်ပြီးအရေးကြီးဆုံးကတော့အိမ်မှာဒီမိန်းကလေးကိုစိတ်လှူရှားစရာဒါမှမဟုတ်စိတ်ထိခိုက်စရာမျိုးဘာမှမဖြစ်အောင်ဂရုစိုက်ပေးဖို့ပါပဲဒေဘရရှ်မော်တီနာကဗီတာတော့စိတ်ယုံကန်နေအိမ်ပြန်ရောက်လာကြပါတယ်ကဗီတာကသူ့အခန်းထဲမှာအနားယူနေပြီးသူ့ဖုန်းကတော့ဒေဘရရှ်စီမှာရှိနေတာပါအဲ့ဒီချိန်မှာပဲဖုန်းထဲကိုအစားတစ်ဆောင်ရောက်လာပါတယ်အဲ့ဒီအကြောင်းကိုမော်တီကိုပြောပြလိုက်တဲ့အခါသူလည်းလိုက်ငိုပါတော့တယ်ဒါပေမဲ့သူတို့ကတော့ဒီအကြောင်းကိုကဗီတာကိုဘာမှမပြောဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒီအတော်အတွင်းမှာပဲလက်ထပ်ပြီးရိုးရိုးရှင်းရှင်းနဲ့ပြောစရာကောင်းတဲ့ဘဝလေးကိုတည်ဆောက်ဖို့ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုစတင်နေကြတဲ့မိုဟီနီနဲ့မယန်ကတို့ကကဗီတာရဲ့အခြေအနေကိုကြားတာနဲ့ချက်ချင်းပဲလာကြည့်ကြပါတယ်ဖေဖေတမီးကိုအခုထိခွင့်မလွတ်သေးတာချင်နိုင်ပေမဲ့အခုချိန်မှာတော့အတိတ်ကကိစ္စတွေအတွက်အငင်းတွားမနေသင့်တော့ပါဘူးကျွန်တော်တို့အတူတူလက်တွဲပြီးဒီပြဿနာကိုရင်ဆိုင်ရပါမယ်ဒါကိုကြတော့ဒေဘရာဂျ်နဲ့မယ်ဒီတို့ဟာဝမ်းနဲ့ပန်းနှန်းကိုကြွေးပြီးနောက်ဆုံးမှာတော့နာကျင်စရာအမှန်တရားကိုပြောပြလိုက်ပါတယ်ခဏလောက်စဉ်းစားပြီးတော့မှတော့မယန်ကအခုလိုပြောလိုက်ပါတယ်မမီးနဲ့ဖေဖေမစိုးရင်ပါနဲ့ဒီအချိန်ကြီးကိုကြိုက်တွယ်ဖို့ကျွန်တော်မှအစီအစဉ်တစ်ခုရှိပါတယ်။မယန်ကသူ့ရဲ့အစီအစဉ်ကိုရှင်းပြလိုက်ပါတယ်။အဲ့ဒါကိုကြားပြီးတော့အားလုံးကတိတ်ဆိတ်ထွက်ကြပြီးမိုဟီနီကတော့ချက်ချင်းပဲကန့်ကွက်ပါတော့တယ်။ မဖြစ်နိုင်တာမယန့်ရင်ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲရှင်အဖမ်းခံရနိုင်တယ်လေမင်းမသိလို့မှမိုဟီနီရဲ့ငါဖေကအကောင်းဆုံးမျက်နှာတူကျွမ်းကျင်ပညာရှင်တစ်ယောက်တည်းငါကိုယ်တိုင်ကလည်းလေ့ကျင့်ထားတဲ့သရုပ်ဆောင်နဲ့အတန်တုပညာရှင်တစ်ယောက်လေငါတို့တစ်ချက်လောက်စွန့်စားကြည့်ရအောင်မတက်တာတဲ့အစုံသူတို့၃ယောက်လုံးမယန့်ရဲ့အစီအစဉ်ကိုသဘောတူလိုက်ကြပါတယ်ရက်အနှဲငယ်ကြတဲ့နောက်မှာတော့နေရန်ဟာကဗီတာကိုလာတွေ့ပါတယ်ကဗီတာကိုခွင့်လွှတ်ပါနော်ကိုလောက်ခဲ့တဲ့လောက်ရက်တွေကငါတို့ရဲ့ဆက်ဆံရေးကိုဒီလောက်ထိပေးစီသွားစေမယ်လို့မထင်ထားမိဘူးမင်းကိုမင်းလေးဖြန့်ကြည့်ပါအောင်နေရန်ရှင်ဒီလောက်တောင်ဖြောင်းလဲသွားလိမ့်မယ်လို့ကျွန်မကခါမှမတွေ့ခဲ့ဘူးဒါဟာတကယ်ပဲရှင်လားဆိုလားကိုတောင်အခုထိမယုံနိုင်သေးဘူးအဲ့ဒီအချိန်မှာပဲမော်တီအခန်းလေးကိုဝင်လာပါတယ်အရာအားလုံးကနောက်ဆုံးတော့အေးအေးချမ်းချမ်းဖြစ်သွားပါပြီဒါကြောင့်မနက်ဖြန်ကျရင်ဖျားကနုတ်ပွဲလေးတစ်ခုစီစဉ်ထားတယ်ညနေကျရင်လေပါတီပွဲလေးလုပ်ကြတာပေါ့ကဲပြင်ဆင်စရာရှိတာတွေစားပြင်ကြရအောင်ဖြည်းဖြည်းချင်းပင်ကဗီတာဟာသူ့ရဲ့ညီမလေးကိုပြန်ပြီးလက်ခံလာပါတယ်နောက်တစ်နေ့ဖျားကနုတ်ပွဲပြီးတဲ့နောက်ညနေပိုင်းမှာပါတီပွဲကျင်းပခဲ့ပါတယ်နေရန်ကိုလိုက်ရှာနေရင်းနဲ့ကဗီတာဟာအပေါ်ထက်ကဝရန်တာအခန်းစီကိုတွားမိပါတယ်အဲ့ဒီမှာဒီလူငယ်လေးကိုမိုဟီနီနဲ့အတူရှိနေလာကိုတွေ့လိုက်ရပြီးဒေါသတွေထွက်သွားပါတော့တယ်အဲ့ဒီလိုစိတ်လှုပ်ရှားသွားတာကြောင့်သူမူးလဲသွားပါတယ်ကဗီတာတတိပြန်ရလာတဲ့အခါမှာတော့မိုဟီနီကမမသမီးကိုခွင့်လွှတ်ပါနော်လို့ပြောပါတယ်မလိုတော့ဘူးမိုဟီနီတောင်းပန်နေစရာမလိုတော့ပါဘူးတော်တော့ပါပြီကဗီတာလည်းအမှန်တရားကိုတီးတင်နေပါပြီဘာအမှန်တရားလဲဖီဖီအမှန်တရားကတော့သမီးကိုစီးယုံကနေအင်ခေါ်လာတဲ့နေ့မှာပဲနေရန်ကတခြားမိန်းကလေးတစ်ယောက်နဲ့ဒူဘိုင်းကိုထပ်ပြေးသွားတာပါသမီးဖုန်းထဲကိုလည်းသူကိုယ်တိုင်အဲ့ဒီလိုစားပို့ခဲ့တာဒီလောက်ထိတုံ့လုပ်စရာကောင်းတဲ့တဲ့င်းကိုသမီးကိုဘယ်လိုပြောရမလဲဆိုတာငါတို့မသိခဲ့ကြဘူးသမီးရဲ့အသက်ကလည်းအန်ဒီရဲ့ရှိနေတာကိုအဲ့ဒီအချိန်မှာမယန်းကအကြံတစ်ခုပေးလာတယ်သူ့အဖေကနေရန်ရဲ့မျက်နှာနဲ့တူတဲ့မျက်နှာဖုံးတစ်ခုလုပ်ပေးနိုင်တယ်ပြီးတော့သမီးခွဲစိတ်မှုမလုပ်ခင်အထိသမီးကိုအားပေးကူညီဖို့သူကနေရန်အထိခဏလောက်ဟန်ဆောင်ပေးမယ်လို့ပြောခဲ့တာအဲ့ဒီတုန်းကတော့ဒါကသမီးကိုကဲတင်နိုင်မယ်တခုတည်းတော့နေလန်းလို့ထင်ခဲ့ကြတာပါဒါဆိုဒါကနေရန်မဟုတ်ဘူးပေါ့ဟုတ်တယ်သမီးဒီအပိုင်းအတွင်းသမီးအနားမှာရှိနေပြီးခဲ့တဲ့သူကနေရန်မဟုတ်ပါဘူးမူဟီနီရဲ့အမျိုးသားမယန်ပါအဲ့ဒါကြောင့်လေသူကသမီးနဲ့တခါနဲ့အတူမအိတ်ခဲတာပေါ့မယန်ကသူ့မျက်နှာပေါ်ကမျက်နှာဖုံးကိုဖြည်းဖြည်းချင်းခွာလိုက်ပါတယ်မမကျွန်တော်တို့ကမမရဲ့အသက်ကိုကဲချင်ယုံထက်ဆန်ပါမ
မမကိုစိတ်နာအောင်လုပ်ဖို့ရည်ရွယ်ချက်လုံးဝမရှိခဲ့ပါဘူးမိမိဖေဖေသမီးရဲ့အမားတွေကိုအခုမှပဲနားလည်သွားပါတော့တယ်သမီးဟာမိုဟီနီကိုအမြဲတမ်းဆိုးဆိုးရွားရွားဆက်ဆံခဲ့ပြီးစော်ကားခဲ့မိပါတယ်သမီးကချမ်းသာလာပေမဲ့လူကောင်းတယောက်တော့မဖြစ်ခဲ့ဘူးမိုဟီနီမမကိုခွင့်လွတ်နိုင်မယ်ဆိုရင်ခွင့်လွတ်ပေးပါနော်မဟုတ်တာမမရဲ့မမကသမီးရဲ့အစင်ပဲလေးသမီးတို့အမြဲတမ်းချစ်စေချင်တာကမမကိုပျော်ပျော်ရွှင်ရွှင်နဲ့ကြမ်းကြမ်းမာမာရှုနေစေချင်တာပါရဲ့အနှဲငယ်အသွေးမှာပဲမိသားစုရဲ့ချစ်ချင်းမေတ္တာတွေနဲ့ပျော်ရွှင်မှုတွေကြောင့်ကဗီတာဟာလုံးဝနေကောင်းသွားပါတယ်မိသားစုတစ်ခုလုံးကမိုဟီနီနဲ့မယန်းတို့ရဲ့လုပ်ငန်းလေးမှာဝိုင်းကိုလုပ်ကိုင်ပေးခဲ့ကြပြီးမကြခင်မှာပဲအဲ့ဒီလုပ်ငန်းလေးကကြီးပွားလာပါတော့တယ်အခုဆိုရင်တော့တီနီအမနဲ့ရောက်ဟာချမ်းသာတာစင်းရဲတာတွေနဲ့မကွဲပြားတော့ပဲတဦးနဲ့တဦးအင်အားအရှိဆုံးတော့လက်တွဲဖော်တွေဖြစ်သွားကြပါပြီဇလန်းလေးကိုကြိုက်နေတတ်တဲ့ဆိုရင် like and subscribe လေးနှိပ်ပေးသွားကြပါအောင်နော်